ဟာလှလိုက်တော့ကွာကောင်းကြီးကားလေးတွေတော့လှလိုက်လေဟိုငါမှလည်းကွာတကယ်ချင်းလည်းမရှိဘူးဝါလမ်းစရာတွေအထီးကျန်စရာကြီးပါလားဒီလိုမျိုးတွေအော်ငါဘာလို့ကောင်းမလဲဘာလို့ကောင်းမလဲဟိုတကယ်လှလိုက်တော့ကွာလမ်းစရာကောင်းလိုက်တာဒီလိုနေရာလေးမှာနေရလိုက်တာရေးနေတော့အာကားလေးမိုက်တော့မိုက်ကျန်သေးဘူးကားဟာကျန်စီးကွာဒီကားရောနေလမ်းဝိုင်းခေါင်းမအမွေးနေရှော့ဟာဒီအရင်ကရှေ့ကားမှာမိုက်တာတကယ်တော်မိုက်ရ GTR မီဒီလိုအော် GTR မဟုတ် Supra ပုံစံကြီးဟိုကြီးမိုက်ရောက်စင်းနေဟောကားလေးခဏငောင်းသွားရ Oh my god လာခဲ့ဒီမင်းကြိတ်လိုက်မှပြန်လာရင်တော့တော်စင်းစင်းတော့ရောက်လို့စီမဲပိတ်ရိုက်လိုက်ရင်ဖေရ GTR လေးနဲ့Supra လေးနဲ့ရောက်လာတာအဲ့တော့မဟုတ်ဟိုးမိုက်လိုက်တာလိုက်လက်လူဘာလို့တက်ကြီးရဟိုးလမ်းလေးကိုရှူဟာကားလေးရတယ်လှမလားဒီတော့လေးလုံးနဲ့ဟာဖေရဒါ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 ဟူးဟာလှလိုက်တယ်မျိုးပြတယ်ကွာကိုတချင်းလေးအောင်သွားသတည်းရဘာလဲကျွန်တော်မေးဝိုင်းငါနဲ့ကားစင်တူလေးပါလားထိလိုက်ဟာဟာဟာမျိုးပြညာရဲ့ရည်တည်ချေကွယ်လက်ညာရဲ့ဆိုင်ဦးလေးတွေဒီတော်များကတစားစီပြင်းကျဲမိခိုငွေတွေလင်းမျောစေဟိုးဟာဝင်တိုက်ပလိုက်ပြီကွာရော့ကွာအရှိန်တင်းပြီကွာတိုင်ကောင်းလို့မောင်းပလိုက်ဖဲရော့ရော့ဖဲနော်ကိုင်းတော့နော်နောက်ကကားတွေကိုင်းပြီနော်ရော့ဖဲတာလို့ပြောနေပြောရလို့ပြောနေရော့အောင်မရှူအောင်မရှူဟာဒီညမိုက်တော့ Oh my god လှလိုက်လား Yes okay ဒီနေ့မခဏရထားရင်ကောင်းမလားလိုက်ကြော့ဟိုးလှလိုက်တာခေလှတာကွာဒါ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 နေကချင်းလေးနီလာပြီနေကချင်းလေးနီလာပြီဟာပါလဲကွာညနေဆောင်လေးညဘက်လေးမှာအလိုလေးလဲရှောက်ပြီးတော့ချင်းလေးတစားတာနဲ့လဲရှောက်တဲ့ feeling ကြီးอ่ะဘာနဲ့မှမလဲနဲ့လဲကွာလမ်းစီကကောင်းလိုက်တဲ့မြို့ပြကြီးမှာတယောက်တည်းနေရတဲ့ငါ့ကိုစကားလာပြောတာဘာလဲကောတော်ငါလည်းငါသွားတာကောင်းဟိုးလာလိုက်တာဟာဘာလဲဟာမိုက်လိုက်တဲ့ကားဟိုးလာလိုက်တာမိုက်တကယ်ကိုလှတကယ်ကိုလှရဗျာ
ကယ်မိုက်ဟိုးကားလေးရတွေ့ဟိုးလှမ်းလိုက်တဲ့ view ကြီးဗျာကားပြန်စီးတာကောင်းကဲပြန်သွားမယ်ကွာငါပဲရောက်နေအိုးယူထဲမှာနေရတဲ့ဆိုင်အပြင်မှာနေရတယ်ပို့ပြီးတော့ကြည့်လို့ကောင်းဘယ်သွားရင်ကောင်းမလဲကဲကွာသူရောဒီတန်းလေးပဲလှနေရလေးရှောင်းမောင်းတော့မိုင်းလိုက်တဲကိုကန်လာပါကားလေးကနထားခဲ့ရော့โอเคရကဲဟိုဘက်အိမ်ရှောက်သွားကြည့်ဒီဘက်ကိုသွားမယ်မိုင်းရွာအင်းကြီးရချစ်စရာလေတဲကိုကန်လာမသိဘူးကဲကြော်လိုက်ကွာဟုတ်ကဲရော့ပြန်တချင်နားထောင်လိုက်โอเคအိုးဟုတ်တယ်ကွာဒီရစာဘဝမိုးသာကောင်းကင်တဲ့တောင်မှဖြန့်ချက်သွားခြင်းနဲ့ဘာကြောင့်မိုက်တာကိုပကြီးရမိုက်ကေမိုက်စီရလေးချော့တော့တို့ဝီရှောင်းမြေတရားရီနဲ့ပြောရလာတဲ့အားလုံးဆုံးရှုံးနေသွားချိန်မှာမိကိုတန်တာမြေဝေးချိန်နာရီချိန်ကိုနာချစ်ချီဝါနေစေအားလုံးဟာတိုင်းမောင်းထုတ်လိုက်ချိန်မှာမိဟာပြုံးနေစီချီဆုံးစားမယ်ပြီးစချင်အင်းများရဲ့ကဲပြည်သူကြီးဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှတင်ပြပါမယ်